ဒီဟန်နီဘဲဂျာဟာအလွန်မြင့်မားတဲ့ကြောက်ဆောင်ကြီးပေါ်ကိုခက်ခက်ခဲခဲတက်နေတာကိုမြင်ရပါလိမ့်မယ်။သူ့ရဲ့ပန်းတိုင်ကတော့ကြောက်ဆောင်ထိတ်ကလင်းယုံငှက်ရဲ့အတိုက်စီကိုပါ။အတိုက်ထဲမှာရှိတဲ့လင်းယုံဥတွေနဲ့သားပေါက်လေးတွေကိုသူကအစာအဖြစ်မျက်စိကျနေတာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအတိုက်ပိုင်ရှင်လင်းယုံမကြီးပြန်ရောက်လာပြီးသူ့ကိုအပြင်းအထန်တိုက်ခိုက်ပါတော့တယ်။တန်မာလာတဲ့ခြေသေးတွေနဲ့ထိုးနှက်လို့ကြောက်ဆောင်ပေါ်ကနေပြုတ်ကျသွားခဲ့ပေမဲ့ဟန်နီဘဲဂျာကအရှုံးမပေးခဲ့ပါဘူး။ခဏနားပြီးတာနဲ့သူကဇွဲမလျှော့ပဲအတိုက်စီကိုတဖန်ပြန်တက်သွားပြန်ပါတယ်။နောက်ဆုံးမှာတော့သူကလင်းယုံသားပေါက်တစ်ကောင်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါတင်ပေးလားဆိုတော့မဟုတ်သေးပါဘူး။မြေပြင်ကိုရောက်တဲ့အခါမှာလေဖိုက်စာနေတဲ့ချင်းသေးမကြီးတစ်ကောင်နဲ့ထိတ်တိုက်တိုးပါသေးတယ်။တာမန်တတဝါဆိုရင် trap ပြေးမှာဖြစ်ပေမဲ့ဒီကောင်လေးကတော့ချင်းသေးကိုတောင်ပြန်ပြီးဟင်းဟောက်တိုက်ခိုက်ပြခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုကြည့်ချင်းအပြင်ကျွန်တော်တို့လူဘဝအတွက်သင်ခန်းစာတစ်ခုရနိုင်ပါတယ်။အောင်မြင်မှုဆိုတာခန္ဓာကိုယ်အင်အားကြီးမားမှုထက်ရီမန်းချက်အပေါ်ထားရှိတဲ့ပြတ်သားတဲ့စိတ်ဓာတ်နဲ့မလျှော့သောဇွဲပေါ်မှာပိုပြီးမူတည်နေတာပါ။ရန်သူဘလောက်ကြီးပါစေအခက်အခဲဘလောက်များပါစေကိုယုံကြည်မှုရှိနေရင်ဆိုင်မယ်ဆိုရင်ဘယ်လိုအတားအဆီးကိုမဆိုကြော်ဖြတ်နိုင်မှာပါ။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့တိုးရိုင်းတရိษံတွေရဲ့အကြောင်းနဲ့ဘ ഹു တူတာဖြစ်ပွဲ content တွေကိုအမြဲကြည့်ရှုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူစော့ကြီးပါခင်ဗျ။